အားလုံးပဲမင်္ဂလာပါ KK ဂျပန်ဆိုင်နေကြိုဆိုပါနော်ညီမတို့ဆိုင်လေးကတော့ပကူးမျိုးအုတ်တာမျိုးတင်တော့ခါလန်း9ရက်ကွယ် KK ဂျပန်ဆိုင်မှာနော်ထမင်းပေါင်းကို၄ဘူးအိုးလိုအပ်တဲ့သူလေးတွေဆိုလို့ရှိရင်အားပေးလို့ရပါတယ်ညီမတို့ရှိမှာ၄ဘူးအိုးလေးကတော့ပုံစံ2မျိုးရှိပါတယ်ဒီလိုမျိုးတိုင်ယိုတစ်စိတ်လေးနဲ့ဒါလေးကလည်းတိုင်ယိုတစ်စိတ်၄ဘူးအိုးလေးပါဒါလေးကကျတော့တတာတစ်စိတ်၄ဘူးအိုးလေးဆိုပြီးတော့ဒီလိုမျိုး2မျိုးရှိပါတယ်တတာတစ်စိတ်ကကျတော့သူကဒီဇိုင်းဆန်းတယ်ပေါ့နော်ဒါတွေက၄ဘူးအိုးချင်းနဲ့အတူတူပဲဈေးနှုန်းချင်းနဲ့အတူတူပါပဲဆိုတော့ဒီလိုမျိုးလေးဒီဇိုင်းဆန်းတာပေါ့နော်ဒီတတာတစ်စိတ်လေးကကျတော့ပြီးတော့လို့ရှိရင်ဒါလေးကဒီမှာတက်လို့ရတယ်ပေါ့နော်ထမင်းလေးပါတယ်ထမင်းလေးပိုင်းပို့ပြီးလို့ရှိရင်ဒီမှာတက်လို့ရတယ်အဲ့လိုမျိုးလေးပေါ့နော်သူ့မှာလည်းထုံးစံအတိုင်းပဲဆန်ချိန်ခွက်စွန်ပါဝါကျိုးအထူပေါ့နော်ပါဝါကျိုးအထူအဲ့လိုမျိုးပါပါတယ်ပြီးတော့လို့ရှိရင်ဒီမှာသူ့ရဲ့ဒါအိုးအသားလေးပါနော်အိုးအသားလည်းထူထူလေးပါပဲသူလည်းအိုးအသားလေးကကောင်းပါတယ်နော်ဒါလေးကတော့သူ့ရဲ့ကိုယ်ထည်လေးတွေပါသူ့ရဲ့ကိုယ်ထည်လေးပါနော်ဒီမျိုးလေးပါကွိုင်နေပါတယ်ပေါ့နော်ကွိုင်နေပါတယ်ဒီလိုတောက်ကလေးလည်းပါတယ်ဒီလိုမျိုးအမြင့်လေးနဲ့ပါဒါလေးကတော့တတာတစ်စိတ်လေးဘူးအိုးလေးပါဈေးနှုန်းလေးက6000ခွဲပါနော်ဈေးနှုန်းလေးက6000ခွဲပါသူ့မှာလည်းဒီလိုမျိုးပဲဖက်ရှင်ပြည့်စုံပါပါတယ်ဒီမျိုးလေးပါနော်ဒီဇိုင်းတစ်ခုနဲ့တစ်ခုမတူတာပေါ့ကြိုက်တာလေးသွေးချဲ့ပြီးတော့မှသုံးပြလို့ရပါတယ်နော်သူပုံစံနေပါတွေကတော့တူတူပါပဲအကုန်လုံးဝက်တွေပါတွေကလည်းတူတူပဲဝက်ဆိုလို့ရှိရင်ဒါ900ဝက်တွေရှိတယ်နော်တတာတစ်စိတ်လည်း900ဝက်တိုင်ယိုတစ်စိတ်လည်း900ဝက်ပါဒါလေးကလည်းသူ့ရဲ့စတီဖုံးလေးပါနော်သူလည်းဒီမျိုးစတီဖုံးလေးနဲ့လာတယ်ဒီမျိုးဆန်ချိန်ခွက်ရယ်စွန်းရယ်ဒီမျိုးပါဝါကျိုးအထူရယ်ပေါ့နော်အဲ့လိုမျိုးပဲဒီလဲပါပါတယ်သူ့ရဲ့အိုးသားလေးကိုပြပေးမယ်နော်သူ့အိုးသားဆိုလို့ရှိရင်ဒီမျိုးသူလည်းအိုးသားလေးကထူထူလေးပါနော်ဒီကသူ့ရဲ့အိုးသားလေးပါဒီမျိုးလေးနဲ့ပါပါတယ်။ကွိုင်နေပါလေပြပေးမယ်နော်ဒါသူ့ရဲ့ကွိုင်နေပါတွေပါသူလည်းဒီဇိုင်းကြီးကလှတယ်ပေါ့နော်တစ်မျိုးလေးပဲဒီဇိုင်းလေးလှပါတယ်ဒီမျိုးလေးပါဝက်ကတော့အကုန်လုံး900ဝက်တည်ရှိပါပဲเนาะနှစ်ခုလုံး900ဝက်ပါဈေးနှုန်းလေးကလည်းနှစ်ခုလုံး6000ခွဲပါပဲเนาะလိုအပ်တယ်ဆိုလို့ရှိရင်တော့အားပေးလို့ရပါတယ်တိုင်ယိုတစ်စိတ်လည်း6000ခွဲပါတတာတစ်စိတ်လည်း6000ခွဲပါဒါလေးတွေကဈေးလုံးအိုးလေးတွေပါเนาะဒီမျိုးလေးပါစိုက်တယ်ဆိုလို့ရှိရင်တော့ Viber နံပါတ်8996 9548မှာအားပေးလို့ရပါတယ်เนาะညီမတို့မြို့နယ်အစုံကိုအင်အားငွေချေနဲ့ပို့ပေးပါတယ်ရှင်ပစ္စည်းယူတဲ့ပုံမူတည်ပြီးတော့1000လေး9000တော့ကြိုကောက်ပါတယ်เนาะဆိုင်မှာလာကြည့်ချင်တဲ့ customer တွေဆိုလို့ရှိရင်လည်းပကူးမျိုးအုတ်တာမျိုးတွေအနော်ရထားလန်း9ရက်ကွယ်เนาะ KK ဂျပန်ဆိုင်မှာလည်းလာပြီးတော့အားပေးလို့ရပါတယ်ရှင်ဒီလိုမျိုးလေးပါဒီဇိုင်းလေးကတော့2မျိုးပေါ့เนาะကိုကြိုက်တဲ့ဒီဇိုင်းလေးကိုအားပေးလို့ရပါတယ်ဒီမျိုး2မျိုးလေးပါရှင်အားပေးတဲ့ဒီဇိုင်းကျေးဇူးတင်ပါတယ်เนาะ